မင်္ဂလာပါခင်ဗျာစီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ငွေပြက်ငွေကျက်တဲ့အကြောင်းရင်းများစွာတွေကတစ်ခုကဘာလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ငွေတွေက inventory ကုန်ပစ္စည်းတွေထဲမှာအောင်းနေတာပဲဖြစ်ပါတယ်ဒီလိုအောင်းတာလည်းအကြောင်းရင်းရှိပါတယ်ကျွန်တော်တို့ကုန်ပစ္စည်းတွင်းရခတ်တယ်ဆိုတဲ့အနေအထားမျိုးမှာကိုယ့်ရဲ့ကုန်ပစ္စည်းတွေကိုယ့်စီမှာပြက်လက်မသွားအောင်ပေါ့ဗျာရောင်းစရာရှိအောင်ပေါ့ဗျာကိုကကုန်ပစ္စည်းတွေအများကြီးကိုဝယ်လောင်ထားတဲ့အနေအထားမျိုးမှာကိုယ့်ရဲ့ငွေတွေကအောင်းနေတာပေါ့ဗျာဒါကြောင့်မို့လို့မေးစရာတစ်ခုကကုန်ပစ္စည်း inventory ထဲမှာကိုကအများကြီးဝယ်ထားတော့ကိုယ့်ရဲ့ငွေတွေအောင်းနေတာအဆင်ပြေရဲ့လားပေါ့ဗျာကောင်းရောကောင်းရဲ့လားဆိုတဲ့မေးခွန်းပဲဖြစ်ပါတယ်အဲ့တော့ဒီမေးခွန်းကိုဖြေဖို့အတွက်ကျွန်တော်ရဲ့မကြခင်ဖွင့်လှစ်မဲ့နော် cash resilient လို့ခေါ်တဲ့ကုန်စည်နှုန်းလိုင်းကြားကငွေကြေးတန်ခံနိုင်သောလုပ်ငန်းဆိုတဲ့သင်တန်းလေးတစ်ခုကနေကောင်းလို့ဖော်ပြခြင်းပဲဖြစ်ပါတယ်။ဒီသင်တန်းမှာငွေမပြတ်ငွေမကျက်ရအောင်စီမံမှုနည်းလမ်းများကိုတင်ပြတဲ့နော်သင်တန်းလေးတစ်ခုပဲဖြစ်ပါတယ်။မကြခင်ဖွင့်လှစ်ဖို့ရှိပါတယ်။ကဲတော့ဒီမှာကျွန်တော်မေးခွန်းလေးတစ်ခုနဲ့စလိုက်ကြရအောင်ပါ။ inventory တွေကျွန်တော်တို့ငွေအောင်းတာတော့ဟုတ်ပါပြီ။နော် inventory တွေအများကြီးဝယ်ထားတာကကျွန်တော်အကြောင်းမဲ့မဟုတ်ဘူးလေဗျာ။ဘာကြောင့်မို့လို့ကျွန်တော်တို့ inventory တွေကုန်ပစ္စည်းတွေကိုအများကြီးဝယ်ထားတာလဲဆိုလို့ရှိရင်ကျွန်တော်တို့ရောင်းစရာရှိအောင်လို့ပေါ့ဗျာပစ္စည်းပြတ်မှာဆိုလို့ပေါ့ဗျာအဲ့တော့ကျွန်တော်တို့အနေနဲ့ကကိုယ့်ရဲ့ကုန်ပစ္စည်းလေးပြတ်မသွားအောင်ကိုယ်မှာတော့ပစ္စည်းရောင်းစရာရှိအောင်လို့ဟိုအရင်တော့ကသိန်း1000ဘိုးပဲနော်ဝယ်စရာလိုတဲ့ကုန်ပစ္စည်းတစ်ခုကိုသိန်း2000ဘိုးသိန်း3000ဘိုးဝယ်လို့ရတုံးလေးမှာထားရတာဝယ်ထားရတာလန်ခရီးကြာချိန်ကိုတွက်ချက်စဉ်းစားထားရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့အနေနဲ့ငွေဟာ2ဆကနေ3ဆ3ဆကနေ5ဆအထိဒီကုန်ပစ္စည်းတွေကိုဝင်ထည့်ထားတာမျိုးဖြစ်လေဖြစ်တာရှိတယ်ပေါ့ဗျာအဲ့တော့ဒီမှာမေးစရာတစ်ခုကပစ္စည်းမပြတ်တာရောင်းစရာရှိတာတော့ဟုတ်ပါပြီဒါပေမဲ့ရောင်းစရာရှိပြီးတော့မှကိုရောင်းစရာရှိတဲ့အကြောင်းအရာကရောင်းရလေလေရှုံးလေလေဆိုလို့ရှိရင်ရောဘယ်လိုလဲပေါ့ဗျာကိုမှရှိတဲ့ကုန်ပစ္စည်းကနော်ရောင်းရတာတော့ဟုတ်ပါပြီပစ္စည်းမပြတ်တာတော့ဟုတ်ပါပြီရောင်းရလေလေရှုံးလေလေပဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ကနော်ပင်ပန်းတာပဲအဖတ်တင်တာပေါ့ဗျာအခက်မတင်လို့ရှိရင်ကိုကငွေတွေအများကြီးအောင်းထားတဲ့အနေအထားမျိုးမှာရောင်းရတော့လေရောင်းလေရှုံးလေဆိုတဲ့အနေအထားမျိုးမှာကျွန်တော်တို့ကအခက်မတင်လို့ရှိရင်လုပ်ငန်းကငွေပြတ်ပြီးတော့မှလုပ်ငန်းပြုတ်တဲ့အထိတောင်ကျွန်တော်တို့ဖြစ်နိုင်ခြေရှိပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ကနော် inventory တွေကိုငွေအောင်းတာတော့ဟုတ်ပါပြီစဉ်းစားစရာအချို့ကိုဒီဗီဒီယိုမှာကျွန်တော်ဖော်ပြခြင်းပါတယ်နော်ပစ္စည်းပြတ်တာတစ်ခုခဲကိုပဲကျွန်တော်မကြည့်စေချင်ပါဘူးပစ္စည်းပြတ်တာကိုလည်းနော်ကျွန်တော်တို့စဉ်းစားစေချင်တယ်လို့ဒါပစ္စည်းပြတ်တာတစ်ခုတည်းကိုပဲမကြည့်ဘဲနဲ့ကျွန်တော်တို့လုပ်ငန်းပြုတ်နိုင်ခြင်းရှိတာကိုလည်းထည့်သွင်းစဉ်းစားစေချင်ပါတယ်အဓိကတော့ကျွန်တော်တို့ရောင်းလီရှုံးလီမဖြစ်ဖို့ဆိုတာအဓိကကြားတဲ့အချက်ပဲဖြစ်ပါတယ်အဲ့တော့ဒီမှာမေးစရာပြောစရာရှိတာပေါ့ဗျာဆရာရဲ့ကျွန်တော်တို့ရောင်းတာပါကျွန်တော်တို့မရှုံးပါဘူးမြက်နေတယ်ပေါ့ဗျာမရှုံးမအောင်ကျွန်တော်တို့မြက်နေတာပဲဗျာဒါဆိုလို့ရှိရင်ဟောကျွန်တော်တို့ပစ္စည်းထဲမှာငွေလောင်ထားတာနော်ဒီပစ္စည်းတွေဝယ်လောင်ထားတာအဆင်ပြေနိုင်ရဲ့လားဆိုလို့ရှိရင်တော့အချက်နှစ်ချက်ကိုစဉ်းစားစေချင်ပါတယ်။ Okay ဟုတ်ပါပြီကျွန်တော်တို့ပစ္စည်းတွေဝယ်လောင်ထားတာရောင်းစရာရှိတာလည်းဟုတ်ပါပြီမရှုံးပါဘူးမြက်နေတယ်ဆိုလို့ရှိရင်ဟုတ်ပါပြီအချက်နှစ်ချက်ကိုစဉ်းစားပါနံပါတ်1ကပစ္စည်းရဲ့ပြန်ဝယ်တန်ဖိုးကိုစဉ်းစားပါကျွန်တော်တို့မရှုံးပါဘူးဆိုတဲ့နေရာမှာကျွန်တော်တို့ဟလာမရှုံးပါဘူးမြတ်တယ်လို့ပြောတဲ့နေရာမှာအမြတ်က2မျိုးဖြစ်နိုင်ပါတယ်။တစ်မျိုးကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့เนาะ trading profit လို့ခေါ်ပါတယ်။ဝယ်ထားတဲ့အရင်းအပေါ်မှာအခြေခံပြီးတော့မှစဉ်းစားတဲ့အမြတ်ပါ။ဆိုကြပါစို့ကျွန်တော်100နဲ့ဝယ်ထားတဲ့ကုန်ပစ္စည်းတစ်ခုကို150ရောင်းတယ်50မြတ်တယ်ပေါ့ဗျာရှင်းနေတာပဲဒါပေမဲ့တစ်ဖက်မှာ350ရလာတော့ဟုတ်ပါပြီပစ္စည်းကိုဒီပစ္စည်းကိုပဲပြန်သွားဝယ်တဲ့အနေအထားမျိုးမှာဟလာ350နဲ့မရတော့ဘဲနဲ့190 160ဖြစ်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီမှာရှုံးတယ်လို့ပြောလို့ရပါပြီ။နော်ဘာလို့လဲဆိုလို့ရှိရင်ဒါဒီကျွန်တော် investment profit ဖြစ်သွားပါ investment profit ကကျွန်တော်ရှုံးတယ်ပေါ့ဗျာ investment loss ပေါ့ဗျာ။ဘာလို့လဲဆိုလို့ရှိရင်အယောင်းဝယ်မှာတော့ကျွန်တော်တို့50မြတ်ကောင်းမြတ်နိုင်ပေမဲ့ကျွန်တော်တို့ရဲ့ဝယ်ရင်းတန်ဖိုးအပေါ်မှာတော့ကျွန်တော်တို့ကရှုံးနေတယ်လေဗျာဒါကြောင့်မို့လို့ကျွန်တော်တို့ဟာတော့ပြန်ဝယ်တန်ဖိုးဆိုတဲ့အကြောင်းအရာလေးကိုစဉ်းစားစေချင်ပါတယ်ဒါနံပါတ်1အချက်ပါအဲ့တော့မြတ်နေတယ်ဆိုလို့ရှိရင်နံပါတ်2နောက်ထပ်စဉ်းစားစေချင်တဲ့အချက်ကကျွန်တော်တို့ဝယ်ယူထားတဲ့ကုန်ပစ္စည်းရဲ့ဝယ်လောင်မှုအစစ်အမှန်ကုန်ကျစရိတ်ကိုတွက်ချက်ခြင်းပဲဖြစ်ပါတယ်ကုန်ပစ္စည်းတစ်ခုကိုကျွန်တော်တို့ကသိန်း1000ဘိုးဝယ်လိုက်တယ်ပေါ့ဗျာအဲ့တော့ဒီပစ္စည်းရဲ့ကုန်ပစ္စည်းရဲ့တန်ဖိုးကိုကုန်ကျစရိတ်ကိုပြောပါဆိုလို့ရှိရင်သိန်း1000ဘိုးကုန်တယ်ပေါ့ဗျာရှင်းနေတာပဲသိန်း1000ဘိုးကုန်တဲ့နော်ကုန်ပစ္စည်းတစ်ခုဟာသိန်း1000နဲ့1200ရလို့ရှိရင်200မြတ်တယ်လို့စဉ်းစားလို့ရနိုင်တယ်ပေါ့ဗျာဒါပေမဲ့တစ်ဖက်မှာစဉ်းစားစီချင်တာကဒီဝယ်သိန်း1000ဘိုးဝယ်လောင်ထားတဲ့ကုန်ကျစရိတ်အစစ်အမှန်ကသိန်း1000ဘိုးရောဟုတ်ရဲ့လားလို့တွေးစီချင်တာပါဒီတွေးဖို့အတွက်ကျွန်တော်အချက်5ချက်ကိုဖော်ပြပါမယ်နံပါတ်1ကပစ္စည်းမှာ
ပျက်စီးနိုင်ခြေနည်းတဲ့များတဲ့ပစ္စည်းတွေဖြစ်နိုင်ပါတယ်ဆိုကြပါစို့ကိုယ့်ရဲ့ပစ္စည်းတွေကသိန်းတစ်ထောင်မို့ဝယ်ထားတာတော့ဟုတ်ပါပြီတချို့ပစ္စည်းတွေကပျက်စီးနိုင်ခြေရှိတယ်ပေါ့ဗျာလာကြွက်ကြိုက်သွားတာဖြစ်ကောင်းဖြစ်နိုင်တယ်နော်ပျက်စီးသွားတာဖြစ်ကောင်းဖြစ်နိုင်တယ်မှုတက်သွားတာဖြစ်ကောင်းဖြစ်နိုင်တယ်လာဖုန်နေတက်သွားတာဖြစ်ကောင်းဖြစ်နိုင်တယ်ရေဆိုသွားတာဖြစ်ကောင်းဖြစ်နိုင်တယ်ရေဆိုခံလို့မရတဲ့ပစ္စည်းမို့လို့ပေါ့ဗျာဒါမှမဟုတ်လို့ချင်းလဲ expireတိုတဲ့အနေအထားမျိုးမှာ date အောက်သွားတဲ့ expire ဖြစ်သွားတဲ့ပစ္စည်းမျိုးဖြစ်ကောင်းဖြစ်နိုင်တဲ့အယောင်တွေမိန်ပြီးတော့မှရောင်းလို့မရတော့တဲ့ရောင်းရင်လည်းရောင်းနှန်းစေးမရတော့တဲ့ပစ္စည်းဖြစ်ကောင်းဖြစ်နိုင်တယ်လာကိုပစ္စည်းက electronic ပစ္စည်းဆိုတဲ့အနေအထားမျိုးမှာဓာတ်ခဲတွေကအရေးတွေးကြတော့တာမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်ကိုကအာမခံပေးရတဲ့အနေအထားမျိုးမှာအာမခံအတိုင်းလိုက်လျောညီထွေဆိုတာ quality မပြည့်မီသွားတာမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်လာဒါမှမဟုတ်လို့ရှိရင်ကိုပစ္စည်းကကော်တွေပါတဲ့အနေအထားမျိုးမှာနေပူတဲ့အနေအထားမျိုးမှာကော်တွေကွာတာမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်ပြောချင်တဲ့သဘောအဓိပ္ပာယ်ကကုန်ပစ္စည်းဆိုတာကျွန်တော်ပျက်စီးနိုင်ခြေရှိနိုင်တဲ့ပစ္စည်းကိုယ့်ရဲ့ပစ္စည်းကပျက်စီးနိုင်ခြေရှိတယ်ဆိုလို့ရှိရင်တော့ဒီမှာဝယ်ယူမှုအစစ်အမှန်ကုန်ကြစိတ်ကတိတ်တထောင်ပဲမဟုတ်တော့ဘဲနဲ့တိတ်တထောင်ထက်ပိုတဲ့အကြောင်းအရာဖြစ်ကောင်းဖြစ်လာနိုင်ပါပြီနောက်ထပ်နော်ကုန်ကြစိတ်တွေကဘာတွေလဲဆိုလို့ရှိရင်နော် obsolete လို့ခေါ်တဲ့ကိုယ့်ရဲ့ကုန်ပစ္စည်းက fashion အောက်သွားတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်ကိုကအဝတ်အထည်တွေရောင်းနေဆိုတဲ့အနေအထားမျိုးမှာခီရည်စည်းကြောင်းအလိုက်လာပြောင်းလဲသွားတဲ့အနေအထားမျိုးမှာကိုဝယ်ထားတော့ကလာပြီးခဲ့လာတော့ကအရန်ရောင်းရတဲ့ပစ္စည်းဒီလလည်းရောက်တော့တိတ်မရောင်းရတဲ့ပစ္စည်းဖြစ်သွားတဲ့အနေအထားမျိုးမှာဟလာဒါမှမဟုတ်လည်း model အသစ်ထွက်လာတဲ့အနေအထားမျိုးပြီးခဲ့လာတော့ကဒီ model ကအယောင်ရအကောင်ဆုံးပဲအဲ့တော့ကိုကအများကြီးဝယ်လောင်ထားတဲ့ကိုပစ္စည်းကိုလက်ထဲရောက်လာတဲ့ဟလာပစ္စည်းကဒိတ်အတစ်ထွက်လာတယ် model အတစ်ထွက်လာတယ်ဆိုတဲ့အနေအထားမျိုးမှာကိုပစ္စည်းကရောင်းရနိုင်ခြေကအနည်းနဲ့အများဆိုသလိုမရှိတော့တဲ့အနေအထားမျိုးမှာဆုံးရှုံးမှုတစ်ခုဖြစ်နိုင်တယ်ပေါ့ဗျာဒါဒီစဉ်းစားစရာနံပါတ်1ကုန်ကြစရိတ်ပါနောက်ထပ်စဉ်းစားစရာနံပါတ်3ကုန်ကြစိတ်ကဈေးနှုန်းပြောင်းလဲသွားတဲ့ကုန်ကြစိတ်ပါเนาะကျွန်တော်တို့ကုန်ဈေးနှုန်းတွေအတက်ကြဟလာမြန်ဆန်တယ်ကြီးမားတယ်ဆိုတဲ့အနေအထားမျိုးမှာ policy အချိန်ပြောင်းတွေကလည်းမြန်ဆန်တယ်ဆိုတဲ့အနေအထားမျိုးမှာကိုယ့်ရဲ့ဝယ်ယူတဲ့ကုန်ဈေးနှုန်းတစ်ခုဟာတက်လဲတက်နိုင်တယ်လို့တစ်ဖက်မှာလည်းပဲစဉ်းစားစီချင်တာတစ်ခုကပြီးခဲ့လာနဲ့ဒီလမတူညီစွာပဲကြလဲကြဆင်းနိုင်တဲ့ risk တစ်ခုရှိတယ်ပေါ့ဗျာဒါဒီလဲကုန်ကြစိတ်တစ်ခုပါပဲနောက်ထပ်နံပါတ်4ကုန်ကြစိတ်ကကျွန်တော်တို့ဟလာပုံကွယ်ကုန်ကြစိတ်လို့ခေါ်တယ်ပေါ့ဗျာ hidden cost ပေါ့ဗျာဘလို့ပုံကွယ်ကုန်ကြစိတ်လဲဆိုလို့ရှိရင်ကိုကသိန်းတစ်ထောင်ဘိုးတော့သိန်းတစ်ထောင်ဘိုးပဲဝယ်လောင်ထားလိုက်တယ်ဒါပေမဲ့သိန်းတစ်ထောင်ဘိုးပဲကုန်တာမဟုတ်ပါဘူးဒီသိန်းတစ်ထောင်တန်တဲ့ကုန်ပစ္စည်းကိုကျွန်တော်တို့ကဟလာထားဖို့အတွက်စင်နေလို့တယ်အဲ့တော့စင်ဖို့ကုန်ရတော့တာပေါ့ဗျာဒါမှမဟုတ်လို့ရှိရင်လဲတိုလောင်ဖို့အတွက်ဂိုတောင်လို့တယ်ဟလာတိုလောင်စရိတ်အကုန်ရတော့တာပေါ့ဗျာဒါမှမဟုတ်လို့ရှိရင်လဲဟလာရေကြီးမီးကြီးလိုတယ်ဆိုလို့ရှိရင်လဲရေကြီးမီးကြီးလိုအပ်တော့တာပေါ့ဗျာဒါမှမဟုတ်သူက air con နဲ့အေးခန်းထဲမှာထားရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဟလာ air con စရိတ်တွေလိုလာပြီဒါမှမဟုတ်လဲလုံခြုံရေးရှိရမယ်ဆိုတဲ့အနေအထားမျိုးမှာဟလာလုံခြုံရေးစရိတ်တွေလိုလာပြီ CCTV နဲ့ထားရမယ်ဆိုတဲ့အနေအထားမျိုးမှာဟလာ CCTV စရိတ်တွေကုန်လာပြီဒါမှမဟုတ်လို့ရှိရင်လဲဒီပစ္စည်းကတစ်ခုနဲ့တစ်ခုဂိုလောင်တစ်ခုနဲ့တစ်ခုတည်ယူပို့ဆောင်ရမယ့်အနေအထားမျိုးမှာတည်ယူပို့ဆောင်ရေးစရိတ်တွေကုန်လာပြီဟလာဒီပစ္စည်းကအာမခံထားရမယ့်အနေအထားမျိုးမှာဟလာအရင်တော့ကထားတဲ့အာမခံကြီးတဲ့ပိုတဲ့အာမခံတစ်ခုကိုကျွန်တော်တို့ကထားပြီးဆိုတဲ့အနေအထားမျိုးမှာအာမခံစိတ်တွေပို့လာပြီးပေါ့ဗျာဒါဒီ hidden cost လို့ခေါ်တဲ့เนาะပုံကွယ်ကုန်ကြစိတ်တွေဖြစ်ပါတယ်ဒါဒီစဉ်းစားစရာနံပါတ်4ချက်ပါနောက်ထပ်စဉ်းစားစရာနံပါတ်5အချက်က opportunity အခွင့်အရေးလက်လွတ်ကုန်ကြစရိတ်လို့ကျွန်တော်တို့ခေါ်ပါတယ်ဆိုကြပါစို့အခွင့်အရေးလက်လွတ်ကုန်ကြစရိတ်ဆိုတာကိုကသိန်းတစ်ထောင်ဘူး inventory ထဲမှာငွေသားအနေနဲ့ဝယ်လောင်ထားတဲ့အနေအထားမျိုးမှာဒီသိန်းတစ်ထောင်ဒီကျွန်တော်အနေနဲ့ဒီကုန်ပစ္စည်းထဲမထည့်လို့ရှိရင်เนาะဘဏ်ထဲမှာထားခဲ့လို့ရှိရင်လည်းကျွန်တော်ကတလားကိုအနည်းဆုံးဟလာပြန်အားဖြင့်တစ်ချက်တိုးလောက်ရနိုင်တဲ့အနေအထားမျိုးလည်းရှိကောင်းရှိနိုင်တယ်ဒါမှမဟုတ်လည်းဒီသိန်းတစ်ထောင်ဆိုတဲ့ပတ်စံဆိုတာเนาะကုန်ကြစိတ်တိုင်းမှာအရင်းနှီးရှိတယ်လေဗျာကိုအိတ်ကတည်းကထွက်တာပဲဖြစ်ဖြစ်ကိုကဒီသိန်းတစ်ထောင်ကိုသူများစီကချီးပြီးတော့မှကုန်ပစ္စည်းဝယ်တာပဲဖြစ်ဖြစ်တေးကြတစ်ခုကအတိုးပေးရတယ်လေဗျာเนาะဒီသိန်းတစ်ထောင်ဆိုတဲ့ကုန်ကြစရိတ်အပေါ်မှာကျွန်တော်ကဟလာအပြင်ကနေချီးပြီးတော့မှလုပ်တယ်ဆိုတဲ့အနေအထားမျိုးမှာ2ချက်တိုး3ချက်တိုး4ချက်တိုးအစရှိပြင်ပေးရတဲ့အနေအထားမျိုးမှာဒီသိန်းတစ်ထောင်ဒီကုန်ကြစရိတ်တစ်ခုရှိတယ်ပေါ့ဗျာအခွင့်အရေးဒါမှမဟုတ်လို့ရှိရင်လည်းတခြားစီးပွားရေးလုပ်ငန်းတစ်ခုထဲမှာလာဘဏ်ထဲမှာတစ်ခုပေါ့ဗျာရင်းနှီးမြှုပ်နှံမှုတစ်ခုထဲမှာထည့်ထားလို့ရှိရင်လည်းဒီသိန်းတစ်ထောင်ကနေပြီးတော့မှအကြောင်းအရာတစ်ခုမဟုတ်တစ်ခုရနိုင်တယ်ဆိုတဲ့အနေအထားမျိုးမှာကျွန်တော်တို့မှာဒီသိန်းတစ်ထောင်ကိုဒီ inventory ထဲထည့်ထားတဲ့အနေအထားမျိုးမှာအခွင့်အလမ်းကုန်ကြစရိတ်လက်လွတ်ကုန်ကြစရိတ်ဆိုတာရှိတယ်ပေါ့ဗျာဒါဒီစဉ်းစားစရာနံပါတ်5အချက်ပါဒါကြောင့်မို့လို့ကျွန်တော်တို့ဒီเนาะ inventory တစ်ခုကိုဝယ်လောင်ထားတယ်ဆိုတဲ့အနေအထားမျိုးမှာကိုယ့်ရဲ့ inventory တန်ဖိုးတစ်ခုကိုသိန်းတစ်ထောင်ဆိုတော့သိန်းတစ်ထောင်လို့ပဲမစဉ်းစားစီချင်ပါဘူးဒီဝယ်လောင်မှုရဲ့အစစ်အမှန်တန်ဖိုးကုန်ကြစရိတ်ဆိုတာရှိသေးတယ်ဆိုတာလေးကိုစဉ်းစားတွက်ချက်စေချင်ပါတယ်เนาะဒီအခုကျွန်တော်ရှင်းပြတဲ့အကြောင်းအရာ5ချက်ကိုပေါင်းပြီးတော့မှเนาะဒါကိုကျွန်တော်တို့က inventory holding cost လို့ကျွန်တော်တို့ခေါ်တယ်ပေါ့ဗျာဒီတွက်ချက်လာတဲ့ကုန်ကြစရိတ်ဒီเนาะဆိုကြပါစို့3500လောက်ဖြစ်တယ်ဆိုတဲ့အနေအထားမျိုးမှာကျွန်တော်တို့ရဲ့ရောင်းလိုက်လို့ဒီသိန်း inventory တွေအကုန်လုံးကိုရောင်းလိုက်လို့ရလာတဲ့အကျိုးကျေးဇူးအမြတ်ကเนาะ3200ပဲရှိတယ်ဆိုလို့ချင်းကျွန်တော်ဒီမှာ3300ရှုံးတယ်လို့ကျွန်တော်တို့ခေါ်ပါတယ်ကျွန်တော်တို့ဝယ်ရင်းဈေးထက်တော့မြတ်တယ်ဆိုပေမဲ့ကျွန်တော်တို့ရဲ့ inventory ရဲ့ဝယ်ယူမှု
အစစ်အမှန်တိုလောင်းမှုကုန်ကြစရိတ်ထက်နည်းတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ရဲ့ဒီ inventory ဒီကျွန်တော်တို့ရင်းထားတဲ့ငွေပမာဏနဲ့ရှင်လို့ရှင်ကျွန်တော်တို့ကရှုံးတယ်ဆိုတဲ့သဘောအဓိပ္ပာယ်ပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့ကနော်ကိုကဝယ်ထားတာကိုယ့်ရဲ့ inventory တွေဝယ်လောင်ထားတာတော့ဟုတ်ပါပြီ။စဉ်းစားစေချင်တာပါပစ္စည်းမပြတ်တာတစ်ခုတည်းနဲ့တော့မဝယ်လောင်ထားစေချင်ပါဘူး။တစ်ဖက်မှာရောင်းလေရှုံးလေဖြစ်သလားမဖြစ်သလားဆိုတာကိုတွက်ချက်ပြီးတော့မှယုတ်တိကြကြနံပါတ်တွေနဲ့တကွာစဉ်းစားစေချင်ပါတယ်မဟုတ်လို့ရှိရင်ကျွန်တော်တို့ကရှုံးနေတယ်ဆိုလို့ရှိရင်ရောင်းရတာတစ်ခုပဲကြည့်ပြီးတော့မှပစ္စည်းမပြတ်တာတစ်ခုတည်းကြည့်ပြီးတော့မှရောင်းရလေးလေးရှုံးလေးလေးဆိုလို့ရှိရင်တစ်ဖက်မှာလည်းငွေတွေကအောင်ပြီးတော့မှเนาะပေးစရာတွေကလည်းများတယ်ဆိုတဲ့အနေအထားမျိုးမှာကိုယ်လုပ်ငန်းဟာ inventory တွေရှိပေမဲ့လုပ်ငန်းအကျက်အသေးနဲ့အထူးသဖြင့်ငွေသားအကျက်အသေးနဲ့ရင်ဆိုင်ရလိမ့်ရှိပါတယ်เนาะမတော်လို့ရှိရင်ကျွန်တော်တို့ကလုပ်ငန်းပြုတ်နိုင်တဲ့အနေအထားထိဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဒါကြောင့်မို့လို့ကိုယ့်ရဲ့ inventory တွေလောင်ထားတာတော့ဟုတ်ပါပြီเนาะရောင်းလေရှုံးလေမဖြစ်ရလေအောင်ကိုယ့်ရဲ့ inventory ရဲ့ဝယ်လောင်မှုတိုလောင်မှုပေါ့နော်ဝယ်ယူတိုလောင်မှုအစစ်အမှန်ကုန်ကြစရိတ်လို့ခေါ်တဲ့ inventory holding cost ဆိုတဲ့အကြောင်းအရာကိုတွက်ချက်တတ်ဖို့လိုပါတယ်။နော်ဘယ်လိုတွက်ရလဲဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့မကြခင်ဖွင့်လှစ်မဲ့နော် cash resilient လို့ခေါ်တဲ့ကုန်စည်နှုန်းလိုင်းကြားကငွေကြေးတန်ခံနိုင်သောလုပ်ငန်းတည်ဆောက်ခြင်းဆိုတဲ့တင်နန်းမှာ workshop နဲ့တကွကျွန်တော်တို့အတူတကွတွက်ချက်ကြပါမယ်။အတူတကွကိုယ့်ရဲ့ inventory တွေကရှုံးနေသလားမြတ်နေသလားရောင်းရတာတော့ဟုတ်ပါပြီ။ကြိုက်ကောကြိုက်ရဲ့လားဆိုတာကိုကျွန်တော်တို့ကအတူတကွတွက်ချက်ပြီးတော့မှစဉ်းစားတွေးခေါ်နှိုင်းယှဉ်ကြမှာဖြစ်ပါတယ်။အဲ့တော့စိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ကျွန်တော်စီကို CR လို့ message ပေးပို့ပြီးတော့မှတင်နန်းအနံ့နိုင်ပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်တခုမှတခုရသွားလိမ့်မယ်လို့လည်းယုံကြည်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုများမှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာကျေးဇူးပါ